ကြတဲ့ is bester a bester ဆိုတော့မြန်မာလိုဆိုတော့ကြောက်ခေါ်ပေါ့နော်ဆိုတော့ကြောက်ခေါ်ကိုကျုပ်တို့ဘယ်လိုရှာရမလဲအထူးသဖြင့် United States မှာတော့ပြောနေကြတာတော့အန်နီရရှိတယ်လို့ပြောတယ်ဒါပေမဲ့အမုတ်ဆိုရတော့အန်နီရရှိတယ်သူကအဆုတ်ယောဂဖြစ်စေတယ်ဒါပေမဲ့ကျုပ်တို့ဗမာလူမျိုးတွေမှာကြတော့ဒီကောင်ကိုလုံးဝအန်နီရမဖြစ်စေဘူးဘာကြောင့်လဲဆိုတော့ तू ကကောင်းမွန်အတုံးပြုတ်တတ်တာကြောင့်တန်မိုးကိုနားလေတယ်ဆိုတဲ့အခါကျတော့ तू ကအန်နီရမဖြစ်ဘဲနဲ့ဆေးဖြစ်သွားတယ်မတုံးဆွဲတတ်တဲ့လူတွေကကြတော့အန်နီရဖြစ်ပြီးတော့မှဒီပစ္စည်းကိုတန်ဖိုးဒီပစ္စည်းရဲ့တန်ဖိုးကိုနားလေသွားတဲ့အခါကျတော့အဲ့ဒီလိုမတုံးဆွဲတတ်တဲ့လူတွေကပြကောက်ကျက်ဆဲလဲမှုအဖြစ်ကိုသူတို့ရဲ့စိတ်အာရုံကပြောင်းလဲသွားပြီးတော့မှချက်စီးပြစ်လိုက်တော့အစိတ်ထဲလိုက်တယ်အစိတ်ထဲလိုက်တဲ့အခါကျတော့ဒီကောင်ကိုတုံးဆွဲပြီးတော့မှဘာတွေဖြစ်သွားလဲဒီ is bester ထဲမှာ bester ထဲမှာဘာစထဲလိုက်တော့သွားတွေပျက်စီးသွားတယ်အဆုတ်တွေပျက်စီးသွားတယ်အစမာလိုယောဂလိုဖြစ်တယ်ပြီးတော့အယိုးတွေကြိုက်ခဲတယ်အုံနောက်သွေးကြောတွေကြိုက်ခဲတယ်ပြီးတော့အုံနောက်ကိုထိတ်ချုပ်ပလိုက်တယ်အကျိတ်တွေပေါက်တယ်အပူလုံးတွေတဲတယ်ဝေါ်ရင်းမှာအဲ့လိုမျိုးပေါ့နော်အပူလုံးတွေတဲတယ်အကျိတ်လုံးတွေတဲတယ်ပြီးသွားလို့ရှိရင်အထူးသဖြင့်ဒီအစိတ်ကိုသွားထဲမှာထဲလိုက်တဲ့သွားမှာဝါစားလိုက်မိတဲ့အခါကျတော့သွားဟာလုံးဝအရင်အထိဆွေးမြေ့သလိုခံစားရပြီးဘာမှကြိုက်စားလို့မရတော့ဘူးအကြီးအကျယ်ထိခိုက်တယ်ပျက်စီးတယ်အုံနောက်ပိုင်းဆိုင်ရမှာလုံးထိန်းချုပ်တာခံလိုက်ရတဲ့အထူးသဖြင့်ဒီလိုခန္ဓာကိုယ်မှာမြုပ်ပတ်တယ်လို့မျိုးပေါ့နော်ဒီလိုအရှိလိုက်အခွင်းကြီးတွေအမြောင်းကြီးတွေတက်ပြီးတော့မှဒီဟာတသက်နဲ့တကူမပြောင်းတော့ဘူးဒီဟာငါတို့တွေဘယ်လိုရှာရမလဲဆိုရင်အာဖရိကလူမျိုးတွေမှာရှာလို့ရတယ်သူတို့ကြော်လော်ခဲ့တဲ့နှစ်တရာကျော်ကကြော်လက်ထက်မှာအင်္ဂလိပ်လူမျိုးတွေကသူတို့ကိုရိုက်နှက်ပြီးတော့မှအသေးခိုင်းစေတယ်ဆိုတာမဟုတ်ဘူးလိမ့်တာအဲ့ဒါကိုဒီကောင်အဲ့ဒီဟာကိုပုတ်လိုက်ပြီးဟဲ့ဆိုလို့ရှိရင်ဒဏ်ရာလေးနဲ့ဖြစ်လက်သေးလေးနဲ့ပဲချစ်လိုက်လက်သေးလေးနဲ့ချစ်ပြီးတော့အဲ့ဒီအဘတ်စတော်ကိုအပေါ်မှာတုတ်လိုက်ရင်အဖိန်းတွေတက်လာတယ်အဖိန်းတွေဒါပေမဲ့ तू က poison နဲ့တွဲသုံးရတယ်အထူးသဖြင့်အန်ဒီရရှိတဲ့ poison အဲ့ဒါကိုအခုသုံးလိုက်ကြတယ်အခုတော်တော်များများအဲ့ဒီဟာတွေဖြက်စီးတာခံရတယ်ဒီနေ့မှာရောခက်အဆက်ပေါ့နော်ဆိုတော့တိမှာပါ abastor ဆိုတာဘာလဲဆိုတာဆိုတော့ကြောက်သူ့မဟုတ်ညီတစ်ခုကနေပြီးတော့ထွက်လာတဲ့သူကဆေးဖက်ဝင်တဲ့အရာတစ်ခုပဲဖြစ်တယ်ဒါပေမဲ့မသုံးဆွဲတတ်ရင်တော့အနေရများတာဖြစ်ပြီးတော့ဒီကောင်ကိုသုံးဆွဲတတ်ရင်တော့တရဘိုးဝါကိုပြစ်စုံအောင်သူကတဖန်ဘာအစိတ်ကိုမစိုးဖက်ရှားပြက်တာဖြစ်ပြီးတော့မှလူရဲ့ခန္ဓာကိုယ်တဖန်ပြန်ပြီးတော့နှုတ်ပြူစေတယ်လက်ပစေတယ်သွေးသားလေးတွေနဲ့ပြည့်စုံတယ်သူကသွေးကိုအစားထိုးတဲ့ is the best အကောင်းဆုံးအရာတလူအကောင်းဆုံးအရာဖြစ်တယ်လို့လုံးလောက်ဒါကြောင့်မလို့ဒီဟာကိုဖယားเจ้าမှာအထူးသဖြင့်အသုံးပြုတာပြထားတယ်လို့ the top of the medicine the top of the treatment ဆိုတော့အဲ့ဒီဟာကိုသုံးတတ်ရင်အန်ဒီရဲ့ကင်းတာဖြစ်ပြီးစိတ်ဖက်ဝင်တယ်အဲ့ဒါကိုမသုံးတတ်ရင်တော့ကျုပ်တို့ရဲ့အဆုတ်ကပွာလာပြီးတော့မှသူကကျုပ်တို့ရဲ့အဆုတ်မှာကတ်လက်လိုမျိုးလေကန်အားလေဒူးအားဟာကျုပ်တို့ရဲ့ခန္ဓာကိုယ်ရဲထဲမှာဖြက်စီပြီးတော့အထူးသဖြင့်အဆုတ်မှာပွားပြီးတော့ရေအုပ်ကြီးကကျဲထွက်လာတယ်အယိုးကြီးတွေရောတခါပွားတက်လာပြီးတော့အဲ့လိုအသက်ရှူကြက်တာတွေဖြစ်တယ်ဒါပေမဲ့ဒီဟာကိုဒီ abastor ရဲ့ gas abastor ရဲ့အမုတ်တွေ abastor ရဲ့အဲ့လိုပ
ပတ်ဝန်းကျင်ကိုလေတုအားထဲမှာသူလော့လိုက်ပြီးဟေးဆိုလို့ရှိရင်ရှူမိသွားတယ်စားမိသွားတယ်ရှူဆိုင်မိသွားတယ်အနက်ခံမိသွားတယ်ဒီဟာရင်ထဲရောက်သွားအောင်ငါတို့ရင်ထဲရောက်သွားရင်ငါတို့ဘယ်လိုပြန်ကူးရမလဲဆိုရင်ဒီအဘတ်စတော်ရဲ့လေတုအားကိုအဲ့လိုအဆုတ်ထဲဝင်သွားတယ်ရှူမိလိုက်ပြီးဟေးဆိုရင်ဒီကောင်ကိုပြတ်ချီပလိုက်ဆိုတော့ तू ကလေပြင်းငန်းပြင်းအဲ့လိုမျိုးလေပြင်းငန်းပြင်းဆိုတော့လေပြင်းလေငန်းထတယ်လို့မျိုး तू က flu နဲ့တူတယ်ပြပြနဲ့အသက်ရှူဟိုဖြက်လာတယ်အသက်ရှူတွေကြက်လာတယ်ရေအုပ်ကြီးပွတ်တက်လာတယ်အဆုတ်ပွာလာတာပေါ့နော်ဟိုဘယ်လိုပြောဖော်တုံးလို့ပွာလာပြီဆိုရင်ဒီကောင်ကိုပြတ်ချီပလိုက်ပြီးရုတ်တရက်2ရက်3ရက်အတွင်းမှာမကြဘူးဟေးဆိုတာမှ तू ကအဲ့ဒီပွာသွားတဲ့ခန္ဓာကိုယ်ထက်ကစိတ်ပြီးထွက်လာတဲ့ချွဲတွေကအဲ့ဒီအဆုတ်မှာ तू ကဒီမင်းတုပ်အပိတ်အဖွက်လောက်တဲ့ဒီအဆုတ်ရဲ့ကျုပ်တို့ရဲ့မင်းတုပ်အခုခေါ်နေကြတယ်လူတွေဗာလဲ antos anthos antos emi antos လို့အခုခေါ်ကြတယ်သူကတကားရဲ့ရပတ်ရဲ့တကားအဖိတ်အဖွက်ကိုသူကမင်းတုပ်လို့ထိုးတာလေဆိုတော့အဲ့ဒီအသက်ရှူလမ်းကြောင်းမှာပိတ်နေတဲ့လေလုံးလေပြင်းလေငန်းဆိုတဲ့အဲ့ဒီ asbestos အဖြစ်လဲအဲ့ဒီ asbestos ကိုပြန်ပြီးတော့အဲ့ဒီအစိမ့်ငွေ gas ကိုတွေရှူမိသွားတယ်အခု United States မှာအများဆုံး air တွေထဲမှာလော့ပေးနေတယ်ဒီကောင်ကိုပြတ်ချီပလိုက်ကြည်သွားပြီးတော့အခုချက်ချင်းမကြောက်ဘူးဆိုနောက်တစ်နေ့ဆိုရင်အဲ့ဒီအဆုတ်ထဲကနေချောင်းမဆိုးဘူး तू ကတဖြည်းဖြည်းချင်းစိတ်လိုက်နေတယ်ဒီကောင်ကိုအတက်နိုင်ဆုံးထွေးထုတ်လိုက်ရင်ကိုယ့်ရဲ့ရေအုံလေးကပြန်လှပြီးတော့ပြန်နှိပ်ကျသွားပြီးတော့ကိုချစ်သူကမြတ်ဘွားကိုချုံဆိုတော့အတန်ဟာအရန်ကောင်းပြီးတော့အဲ့ဒီနေရာမှာဆိုတော့တယောက်ရဲ့အတန်ဟာဘလောက်လှပပြီးတော့အယုတ်ကြီးဟာဘလောက်လှပတလဲဆိုတော့ asbestos ဆိုတော့ဒီအကအရန်ဆေးတွေကိုအဆောက်အအုံတွေမှာတုတ်ပြထားတယ်လို့ကျုပ်တို့ရဲ့နှလုံးသားတကားအဖွဲအပိတ်တွေမှာတွေ့ရနိုင်တယ်ကျုပ်တို့တွေအခုစုံနေတဲ့တချင်းဟာ asbestos ဆိုတဲ့အရာကအမြဲတမ်းပြုပြင်ပြောင်းလဲပေးနေတာကြောင့်ကျုပ်တို့ကနှုတ်ပြပြီးတော့အတန်တွေပြန်လှနေတယ်ပြန်ကောင်းနေတာပဲဖြစ်တယ်ဆိုတော့အတန်ကမအိုသွားဘဲနဲ့ asbestos ထဲမှာ asbestos ဆိုတဲ့အဲ့ဒီကြောက်ကောထဲမှာကျုပ်တို့တွေကပြန်လှည့်ပြီးတော့မှတစ်ဖက်နှုတ်ပြနေတယ်လှပနေတယ်အတန်တွေကလည်းနှုတ်ပြပြီးတော့မှအရန်ကောင်းနေတယ်ဘလောက်ပဲဆိုတဲ့အတန်ဟာအတလောက်လှတယ် asbestos ထဲမှာအန်ဒီရရှိသလားတဲ့ကိုပြန်ပြီးတော့နှုတ်ပြလက်ပစေတယ်ညနာလေးတွေကစအကုန်လှတယ်အရွယ်တွေဘတော့မှလက်မောင်းအိုးလေးတွေကတိတ်လှတယ်ဗိုက်သားတွေတကူလုံးပေါ့ဆိုတော့အုံနောက်တွေကစအကုန်ပြန်ပြီးပြုတ်ပြင်ထိမ့်သိမ့်ပေးတာကြောက်ကောဆိုတဲ့ asbestos ပဲဖြစ်တယ် asbestos အဲ့ဒီလိုပဲ